မင်္ဂလာပါကျွန်တော်သူရရှိမှာစင်းကန်ပညာသင်ကြားရေးလောကတွေကိုရောက်ရှိလာတာ1996ကတည်းကအခုဆိုရင်နှစ်30နီးပါးရှိခဲ့ပါပြီလောလောဆယ်မှာတော့ကျွန်တော်တို့ကျောင်းမှာပေါ့နော်အင်္ဂလန်နိုင်ငံအခြေစိုက် accounting qualification တွေဖြစ်တဲ့ AAT level 2 level 3 level 4တွေကိုသင်ကြားပေးနေတာဖြစ်ပါတယ်အဲ့တော့ဒီရက်ပိုင်းတွေမှာကျွန်တော်ရဲ့မိတ်ဆွေတွေတငယ်ချင်းတွေကသူတို့ရဲ့သားသမီးတွေတူမတွေနောက်သူတို့ရုံးမှာရှိတဲ့ဝန်ထမ်းတွေသူတို့အတွက်ဒီစည်ရင်းကိုင်ကိုအခြေခံကနေစပြီးတော့သင်ကြားပေးခြင်းတွေပေါ့နော်အဲ့တော့ဘယ်လိုလုပ်ရမလဲကျွန်တော်တို့ကျောင်းမှာဘာတွေသင်မလဲပေါ့နော်အဲ့လိုတွေလေးကြတယ်နောက်တချို့ကြတော့လေကိုယ်ပိုင်လုပ်ငန်းလုပ်ကြတာကိုယ်ပိုင်လုပ်ငန်းလုပ်ရင်ကနေမှသူတို့ရဲ့လုပ်ငန်းဒီစည်ရင်းပိုင်းဆိုင်ရာကိုသူတို့ကိုယ်တိုင်သိချင်တယ်အခြေခံကနေစပြီးသူတို့သိချင်တယ်ကျွန်တော်တို့စီမှာဘယ်လိုတွေလုပ်ပေးလဲပေါ့နော်ဘာတွေသင်ပေးလဲပေါ့အဲ့တော့အဲ့ဒါလာပြီးတော့တိုင်ပင်ကြတယ်တိုင်ပင်ရတဲ့အခါမှာကျွန်တော်ကတော့ကျွန်တော်တို့သင်နေတဲ့ဒီအင်္ဂလန်အခြေစိုက် AAT qualification တွေက level 2ကိုစပြီးတော့တက်ဖို့အကြံဉာဏ်ပေးပါတယ်။ဘာဖြစ်လို့ AAT level 2ကိုကျွန်တော် recommend ပေးရတယ်လဲဆိုရင်ကျွန်တော် AAT level 2မှာပါဝင်တဲ့သင်ခန်းစာအကြောင်းအရာလေးတွေကိုပြောပြပေးမယ်။ဆိုတော့ AAT level 2မှာအပိုင်းနှစ်ပိုင်းခွဲသင်တယ်ပေါ့နော်နှစ်ပါးသား bookkeeping system ဆိုတဲ့သင်ခန်းစာအကြောင်းရယ်bookkeeping control ဆိုတဲ့သင်ခန်းစာအကြောင်းပါမယ်။ဆိုတော့ bookkeeping system သင်ခန်းစာမှာဆိုလို့ရှိရင်ဒီစည်ရင်းကိုင်ပညာကို manually ဘယ်လိုစည်ရင်းသွင်းရလဲဆိုတာကိုအခြေခံနေစပြီးသင်ပေးတယ်အားလုံးသိကြတဲ့အတိုင်း double entry bookkeeping ကိုပါမယ်နောက်ပြီးတော့ဒီလုပ်ငန်းခွင်မှာသုံးရတဲ့ business documents တွေပေါ့နော်စာရွက်စာတမ်းတွေဒီ invoice တို့ credit note တို့ debit note တို့ကုန်ပို့တဲ့အခါမှာသုံးတဲ့ delivery note တွေ good receipt note တွေဘယ် document ကိုဘယ်အချိန်မှာသုံးရတယ်ဒီ documents တွေမှာဘယ်လိုအချက်လက်တွေပါဝင်ရမယ်ဆိုတာတွေကတပါးလေးထည့်သွင်းပေးတယ်ဒီအပြင်ထူးခြားတဲ့နောက်တစ်ချက်ကတော့ကုန်သွယ်ခွန်ပေါ့နော်သူတို့ခေါ်တာတော့ VAT ပေါ့နော် VAT လို့ခေါ်တဲ့ကုန်သွယ်ခွန်ကိုပါတစ်ခါတည်းထည့်သွင်းပေးတယ်ထည့်သွင်းပြီးတော့ကျောင်းသားကဒီကုန်ရောင်းတာတို့ကုန်ဝယ်တာတို့နဲ့ပတ်သက်ပြီးတော့ကုန်သွယ်ခွန်ပါလာခဲ့ရင်ဘယ်လိုစည်းရင်းသွင်းရမလဲဒီကုန်သွယ်ခွန်တွေကို3လတစ်ကြိမ် return တင်တဲ့အခါမှာဘယ်လိုတင်ရတယ်နောက်ပြန်ပြီးတော့ reclaim လုပ်တဲ့အခါမှာဘယ်လိုလုပ်ရတယ်ဆိုတော့ VAT system ရဲ့သဘောတရားတွေကိုပါတစ်ခါတည်းနားလည်သွားမှာဖြစ်ပါတယ်ဒုတိယဘာသာဖြစ်တဲ့ bookkeeping control မှာကတော့ရှေ့မှာတင်ထားပြီးသားဒီ bookkeeping system တွေကစည်ရင်းသွင်းထားတဲ့ဟာတွေကိုပြန်ပြီးတော့ဘယ်လို control လုပ်ရမလဲဘယ်လို maintain လုပ်ရမလဲဆိုတာကိုအဓိကဦးစားပေးပြီးတင်တယ်အဲ့ခါကျတော့လစာစည်ရင်းတွေနဲ့ပတ်သက်ပြီးတော့ဝန်ထမ်းလစာစည်ရင်းတွေကိုထိန်းချုပ်တဲ့ payroll control တွေခုနကုန်သွယ်ခွန်နဲ့ပတ်သက်တဲ့ဟောက်ပြန်ထိန်းချုပ်တဲ့ VAT control sales ledger control purchase ledger control ပေါ့နော်ဒါတွေကိုအဓိကစောင့်ပေးပြီးတင်တယ်အဲ့ဒီထဲမှာဘာတွေပါလာမလဲဆိုရင် banking system တွေပါလာမယ်ဆိုတော့ banking system မှာဘယ်လိုအသုံးအနှုန်းတွေရှိသလဲเนาะbanking system ရဲ့အခေါ်အဝေါ်လေးတွေနောက်ပြီးတဲ့အခါမှာ cash book နဲ့ဒီဘဏ်ကပို့လိုက်တဲ့ statement တွေကိုပြန်ပြီးတော့ reconciliation ပေါ့နော်ကိုက်တဲ့အကြောင်းတွေပါတယ်ဘယ်လောက်ထိသူကအသေးစိတ်ပါလဲဆိုလို့ရုံးမှာဒီ petty cash အသေးဆုံးငွေစည်းရင်းကိုဘယ်လိုထိန်းသိမ်းတယ်လဲဒီအကျွေကအစအနုပ်တွေကအစရေတွက်ပုံရေတွက်နည်းတွေဘယ်လို keep လုပ်ရမလဲ petty cash box ကိုဘယ်လိုထိန်းသိမ်းရမလဲဒီအကြောင်းတွေလည်းပါဝင်မှာဖြစ်ပါတယ်ဒီဘာသာရက်ကကျွန်တော်တို့နှစ်ဘာသာလို့သာပြောတာပါအချိန်ကာလက2လခွဲပဲကြာတယ်เนาะ2လခွဲအတွင်းမှာကျွန်တော်တို့ကဘယ်လိုသင်လဲဆိုတော့ online ကနေပဲသင်တယ်အဲ့တော့ online ကသင်တာရဲ့ထူးခြားချက်ကဒီကျောင်းသူကျောင်းသားဟာဘယ်နိုင်ငံပဲရောက်ရောက်ဘယ်ဒေသပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့ online သင်တန်းကိုတက်နေလို့ရတယ်အခုဆိုလည်းမြန်မာပြည်မှာရှိတဲ့ဒီအနေနဲ့အရရက်ကကျောင်းသူကျောင်းသားတွေက online ကနေပဲတက်တယ်ဟုတ်ကချင်ပြည်နယ်ကနေဟိုအောက်ကတနင်္လာရီတဝဲเนาะဖိတ်အထိအကုန်လုံးကျောင်းသူကျောင်းသားတွေက online ကနေပဲတက်တယ်အများစုကမြန်မာပြည်ကတက်တယ်ဆိုပေမဲ့အင်္ဂလန်စင်ကာပူဒူဘိုင်ဘန်ကောက်စတဲ့အထိုက်ပေါ့နော်ဒီနိုင်ငံတွေကနေလည်းAAT level 2ကိုလှမ်းပြီးတော့တက်နေကြတာတွေရှိပါတယ်ဒါကတော့ online ရဲ့အားသာချက်ပေါ့နော်ဒီနိုင်ငံတွေကနေလည်းဒီ AAT တက်တဲ့ AAT တက်ခဲ့တဲ့ဟိုဘယ်လိုပြောမလဲလက်မှတ်ရသွားတဲ့သူတွေကအလုပ်ပြန်ပြီးတော့အလုပ်လုပ်ကြတဲ့အခါမှာလုပ်ငန်းခွင်မှာအဆင်ပြေတယ်ဆိုတဲ့သတင်းတွေကြားရတယ်အထူးသဖြင့်အင်္ဂလန်ပေါ့နော် UK ကနေလှမ်းပြီးတော့တက်တဲ့ကျောင်းသူကျောင်းသားတွေဆိုလို့ရှိရင်AAT level 2ဒီခုနနှစ်ဘာသာပြီးသွားတဲ့အခါမှာတော့account bookkeeping administrator တို့ assistant bookkeeper တို့စတဲ့အလုပ်တွေကိုသူတို့ရှာလို့ရတယ်အလုပ်လွယ်တကူရလွယ်တယ်ပေါ့နော်ဒါတွေကတော့အားသာချက်ဖြစ်တယ်နောက်ကျွန်တော်အကူတွေ့ဆိုလို့ရှိရင်ဒါကျွန်တော်တူလေးပေါ့နော်ကျွန်တော်တူလေးဆိုရင် Australia မှာ University ပတ်တက်တယ်သူမသွားခင်မှာသူ့ကိုမင်းတော့ AD level 2တော့တက်သွားလိုက်ဖြေသွားလိုက်ဆိုပြီးကျွန်တော်လုပ်ပေးလိုက်တယ်လုပ်ပေးလိုက်တဲ့အခါကျတော့အတော်ပဲသူ Sydney ရောက်ပြီးတော့တိတ်တောင်မကြဘူးလပိုင်းလောက်ပဲ first year စတက်နေစဉ်မှာပဲဒီဘာခေါ်မလဲ
part time job လေးတစ်ခုပေါ့နော် part time bookkeeper job လေးတစ်ခု offer လုပ်တယ်သူကအတော်ပဲပေါ့သူကဒီ certificate လည်းရှိတယ်တင်ပြီးလိုက်တော့ရုရှားလိုက်တဲ့အခါမှာအခုထိသူအဲ့အလုပ်လေးကိုလုပ်နေတယ်နော်အဲ့တော့ကျောင်းတက်ရင်းနဲ့လည်း part time bookkeeper အလုပ်လေးတွေလည်းလုပ်လို့ရတယ်ဒါ AET level 2ကျောင်းမို့လို့အလုပ်ကိုင်ခွင့်နဲ့လွယ်ကူကူရတယ်ဆိုတာလည်း message ပေးချင်တာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့စင်းငိုင်ပညာဆိုတာကဒီစင်းငိုင်ပညာနဲ့အလုပ်လုပ်မယ်တမန်ဝင်ကြောင်လုပ်မယ်ဆိုမှသင်ရမယ်သင်ယူရမယ်အရာမျိုးမဟုတ်ပါဘူးဘယ်သူပဲဖြစ်ဖြစ်ဘယ်တက်ရွယ်ပဲဖြစ်ဖြစ်တမန်ဝင်ကြောင်ပဲလုပ်ပေါ့နော်စင်းငိုင်ပညာကိုအခြေခံလောက်တော့တည်ထားသင့်ပါတယ်သင်ယူထားသင့်ပါတယ်လို့အကြံပေးချင်ပါတယ်ဒီစင်းငိုင်ပညာဆိုတာကလည်းဘာသာစကားတစ်ခုလိုပါပဲကိုဘွားရဲ့အစိပ်ပိုင်းတနေရာမှာအကျိုးပြုမှာတည်ကြပါတယ်လို့ပြောပြချင်ပါတယ်